မင်္ဂလာပါဗျ29ရက်10လ2025 12နာရီတော့ပေါ့နော်ဒါကျွန်တော်ဒါရှာဖွေးထားတဲ့ဒါကျွန်တော်ကနန်းသုံးလုံးပေါင်းခြင်းရဲ့ဒါကျွန်တော်ပရိစိုက်ဒါပေါင်းခြင်းလမ်းကြောင်းဖြစ်တာပေါ့ဆိုတော့ကြာလာတဲ့သူ့ရဲ့ပေါင်းခြင်းရလက်ကကျွန်တော်ဘာရလဲဆိုတော့ဒါ3ညတို့5တို့2တို့ဒါသူရတာပေါ့နော်3ညပရိ5ပရိ2ပရိရတယ်အဲ့ဒီထဲမှာစိုက်မှုအတိုင်းပါတဲ့ကျွန်တော်ပရိကတော့ဒါပေါင်းခြင်းပရိပေါ့ပေါင်းခြင်းပရိက3ညပရိနဲ့2ပရိနဲ့ဖြစ်တယ်ဗျနော်ဒါကျွန်တော်29ရက်10လ2025 12နာရီတော့ပေါ့နော်ဒါ3ည5နှစ်ပရိပေါ့နော်ဒါ3ည5နှစ်ပရိ5ပရိကတော့2မိန်းပေါ့ဒီကောင်ကကျွန်တော်4ပင်3ကက်နော်ဒါ4ပင်3ကက်ကျွန်တော်ထိပ်စည်းစိုက်ပေါ့29ရက်10လ2025 12နာရီတော့ပေါ့နော်ဒါသူပေါင်းခြင်းအတိုင်းကြားတယ်ကျွန်တော်ထိပ်စည်းက5ထိပ်3ညထိပ်2ထိပ်ရှိမယ်နော်ကျွန်တော်စိုက်မှုအတိုင်းဆိုလို့ရှိရင်ယူမယ်ဆိုရင်5ထိပ်နဲ့2ထိပ်နဲ့မိန်ပေါ့နော်ဒါ3ညကြိုက်တဲ့မိတ်ဆွေကစော့မရဘူးမို့စော့လို့ရပါတယ်နော်ဒီမှာကျသူ့အပေါ်က4ပင်မှာကျွန်တော်ကပေါင်းခြင်းမပါတဲ့အတွက်ပေါ့နော်ဆိုတော့ဒါ5နဲ့2နဲ့မိန်ပေါ့3ညအရင်ကျွန်တော်ဒီဟိုဟာပေါ့အပိတ်ကကြ6တစ်ကိုအပိတ်ကြတယ်နော်6ပိတ်ကျွန်တော်1ပိတ်9ပိတ်ပေါ့6တစ်ကိုအပိတ်ကြတယ်6တစ်ကိုအပိတ်ကတော့သူက3မျိုးစလုံးသူကပါတဲ့အတွက်ဒါ6တစ်ကိုယူတယ်ဆိုတော့ဒီကောင်တွေရောဒါကျွန်တော်ဒါထိတ်ပိတ်ကျွန်တော်တွဲထားတယ်ဒါကိန်းကနေဖြစ်တာပေါ့နော်အခုနည်းနည်းနဲ့စမ်းကျင်တဲ့မိတ်ဆွေတွေကကျွန်တော်ဒီ6ဘွက်ကန်စမ်းကြည့်လို့ရပါတယ်ဒါကိုကျွန်တော်3ပင်5ပင်3ပင်5ပင်စိုက်ပေါ့ဒီကောင်ကကြကျွန်တော်4ပင်3ကန်စိုက်ဖြစ်တယ်เนาะဒါပေါင်းချင်း3ကန်နဲ့ဒါကျွန်တော်ဖမ်းထားတယ်ဒါ4ပင်3ကန်စိုက်ပေါ့ကြားတဲ့ထိပ်စီက4ထိပ်9ထိပ်ကတော့မိန်2ထိပ်ကဒါအရင်ဖြစ်တာပေါ့เนาะဒီမှာကြရင်စော့ပေါ့တကယ်တော့မှသူပေါင်းခြင်းအတိုင်းဆို4ခုအဓိကမင်းဖြစ်တယ်ဒီမှာကျွန်တော်တို့ဒါကြကျွန်တော်အပိတ်ဆိုင်เนาะ831အပိတ်ဆိုင်ကြတယ်အဲ့တော့ဒီထိပ်စီးကြတဲ့ခဏန်းနဲ့ကျွန်တော်ဒီနောက်ပိတ်ကြတဲ့ခဏန်းဒီကောင်လေးကျွန်တော်တွဲထားတာပေါ့ဗျာเนาะဒါရောက်ကျွန်တော်စောစောကဒါဖမ်းခဲ့တဲ့ပရိတ်ညီးတဲ့အတွက်ဒါကျွန်တော်ထပ်ပြီးထားတာအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒါကိုကြိုက်တာလေးပါရင်ရွေးချယ်ပြီးတော့ဒါကန်ဆန်းကြည့်လို့ရပါတယ်เนาะဆိုတော့ဒါဆက်ပြီးကန်ကောင်းပါစီလို့ကျွန်တော်အနေနဲ့စူတောင်းပေးပါတယ်၄ချိန်မှာ၃ချိန်တော့ဒါအစဉ်ပြေးတဲ့မိတ်ဆွေများမယ်လို့ထင်ပါတယ်เนาะကျွန်တော်၄ချိန်မှာ၃ချိန်တော့ဘာပဲဖြစ်ဖြစ်ပါကျွန်တော်အမြဲတမ်းပြောသလိုပဲဒီလုပ်တွေကကျွန်တော်ကကန်ဆန်းတဲ့လုပ်တွေဖြစ်တယ်ဗျเนาะကန်ဆန်းတဲ့လုပ်တွေဖြစ်တော့ကြကိုနိုင်တဲ့လောက်ပဲထင်းသိနေပဲဆော့ပါလို့ကျွန်တော်အနေနဲ့အကြံပြုပါတယ်เนาะ live လေးလွှင့်လို့ရလို့ရှိရင်တော့ကျွန်တော် live လေးနဲ့ကျွန်တော် AC လေးကျွန်တော်ရှင်းပြပေးမယ်เนาะကျေးဇူးတင်ပါတယ်ဗျထုံးစံတိုင်းပါပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေဗျ